main ကလေးတွေကြိုက်တဲ့ယောက်ျားလေးရင်မွေး3မျိုးမင်္ဂလာပါ Why Fragrance ကနေချူဆိုပါတယ်ဒီတစ်ခေါက်ပြောပြပေးမှာယောက်ျားလေးတွေဒီအနံ့ဆွတ်ထားရင် main ကလေးတွေသဘောကျနိုင်တဲ့ရင်မွေး3လုံးအကြောင်းပြောပြပေးမှာဆိုတော့တတိယနေရာရင်မွေးလေးကတော့ Emporio Armani ရဲ့ Stronger with You Intensely ဒီကောင်လေးက strong ဖြစ်တယ် sweet ဖြစ်တယ်ဒါပေမဲ့ main ကလေးဆန်တဲ့ sweet ဖြစ်တာတော့မဟုတ်ဘူး main ကလေးတော်တော်များများစီက compliment ရနိုင်တဲ့ရင်မွေးတစ်လုံးထဲမှာတော့ပါတယ်ဆိုတော့ဒီကောင်လေးကနံပါတ်3နေရာမှာရှိတယ်နံပါတ်2နေရာတော့အားလုံးသိပြီးသားဖြစ်တဲ့ Chanel ရဲ့ Blue Chanel Eau de Parfum ဒီကောင်က clean ဖြစ်တယ် smart ကြပြီးကိုယုံကြည်မှုရှိတဲ့ယောက်ျားလေးတစ်ယောက်ရဲ့ vibe ကိုအပြည့်ပေးတယ်ဆိုတော့ဒီကောင်နံပါတ်1ကျွန်တော်တို့နံပါတ်1နေရာမှာရှိနေတဲ့ရင်မွေးလေးကတော့ JBG ရဲ့ Limitless Parfum ဒီကောင်လေးက1ဖြစ်တယ် mature ကအရန်ဖြစ်တယ်ပြီးရင်ကိုစွတ်ထားလိုက်မယ်ဆိုရင်အနည်းဆုံး9နာရီကနေ9နာရီလောက်ထိလူတွေသတိထားမိလောက်နိုင်တဲ့အနံ့မျိုးဒါကြောင့်နံပါတ်1နေရာမှာထားတာကျွန်တော်အတွက်ယောက်ျားလေးတွေစွတ်ထားရင် main ကလေးတွေသဘောကျနိုင်မယ်ရင်မွေးလေး3လုံးဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတွေအတွက်ကတော့ဘယ်ရင်မွေးကိုနံပါတ်1နေရာမှာထားခြင်းလဲ comment မှာရေးခဲ့ပေးလို့ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard